ဆိုပြီးတော့ဖုန်းဆက်မှာပေးလိုက်ပါလိနောက်တစ်ခါမှာတော့ night club မှာဇိုးပဲသားပေါက်တွေစကားပြောနေကြပြီးသူတို့ဆရာအဲ့ဒီကိစ္စကိုလုံးဝ game site တော့ဘူးအဲ့ဒီမှာပါရိုက်ခံရတဲ့အဲ့တယောက်သဘောကျသွားခုဆို3လလောက်တောင်ရှိနေပြီလို့တင်းချနေပါလိပြီးတော့ဒီဘက်ကဆန္ဒပြတဲ့ညမှာငားများနေရင်သူ့သားပေါက်ကတတိဒီလိုညမှာဘာလို့ငားလာများနေရလဲလို့မေးနေတော့မှာပဲဆိုဟွန်ကရောက်လာပြီးတော့ပတ်စံပြန်လာပေးကရော့ဒီမှာဟိုနေ့ကထမင်းဖို့နောက်တစ်ခါဒီလိုမလုံးနဲ့လို့ပြောပြီးတော့ပြန်လှည့်ထွက်မှာပဲခဏနေအောင်လို့ခေါ်လိုက်ပြီးတော့နှစ်ယောက်တည်းစကားပြောဖို့ကမ်းလှမ်းလိုက်ပါလိဒါပေမဲ့နှစ်ယောက်တည်းတွေ့တဲ့အခါဟိုဘက်ကဆိုဟွန်ကိုလူကောင်းပြောင်ဘယ်လိုလုပ်ရမလဲလို့မေးနေတာဖြစ်ပြီးတော့ကောင်မလေးကိုမင်းပြောရင်ပြောတဲ့အတိုင်းငါအကုန်လုံးမယ်လို့ပြောပေမဲ့ဟိုကဒီတိုင်းပဲထထွက်သွားတော့သူကဘာလို့မြဲတမ်းဒေါသထွက်နေရလဲကွာဆိုပြီးတော့လူမိုက်ကောင်းဆောင်ဇိုးပဲဆရာကြီးတော်မှညင်းနေကြံနေခဲ့ရပါလိနောက်တစ်ခါမှတော့သူ့ရဲ့လုံးဖို့ကိုင်ဘတ်တွေကိုငါလူကောင်းပဲလုပ်တော့မယ်ကွာရှက်စရာလုပ်တွေမလုပ်တော့ကလပ်ကိုလည်းရောင်းလိုက်တော့လို့မှားနေခဲ့ပါလိမင်းဟုတ်လို့လားကွာဟိုကောင်မလေးကမင်းကိုလူကောင်းဖြစ်စေချင်တာလားခတ်တော့ခတ်နေပြီလို့ပြောနေတော့ TV ထဲမှာရွေးကောက်ပွဲသတင်းလာနေတော့ဘေးဟာတယောက်ကမင်းလူကောင်းဖြစ်ချင်တာမလားအေးအဲ့ဒါဆိုသူ့နောက်လိုက်သူလဲဆိုပဲအေးဒါမဲ့တမရနောက်လိုက်ပြီးတော့ तू ကကောင်းတာတွေလုပ်ပေးတာလို့ပြောရင်းနဲ့မုတ်စိတ်ပတိုင်းလဲငယ်ရှိတဲ့ခတ်ဝဝဘဲတယောက်ကိုပြလိုက်ပါလိနောက်တစ်ခါမှတော့သူ့သားပေါင်းနဲ့ဟိုဘဲစားတော့ဆိုင်ကိုတကယ်ရောက်လာခဲ့ပြီးတော့သူ့သားပေါင်းကိုပြန်ခိုင်းလိုက်ကတယောက်တည်းပဲဝင်လာခဲ့ပါလိဆိုင်ထဲတော့ကောင်မလေးတယောက်ကတယောက်စားလားလို့မေးတော့မန်နူးရှိလားဆိုတော့မရှိဘူးဆိုပြီးရေးထားတဲ့စာကိုထိုးပြတဲ့အခါမိသားစုစားတော့ဆိုင်ဆိုတော့1000နဲ့ရောင်းနေတာကြောင့်အန်အောသွားပြီးဒါဆိုလဲတပွဲနဲ့ဆိုကျူးတပလင်ပေးပါဆိုတော့ကောင်မလေးကအရက်မရဘူးဆိုတာထမင်းတပွဲလို့လမ်းမိုင်းနဲ့လှည့်ထွက်သွားခဲ့ပါလိနောက်တစ်ခါမှတော့စွာတေးလန်လေးဆိုကဈေးသူဈေးသားရဲ့တပိတ်မှောက်ဖို့ကိစ္စကိုတိုင်ပင်နေကြပြီးတော့အခက်တွေ့နေကြပေမဲ့သူနီလန်ရှာမမို့လို့စိတ်မပူကြဖို့ကိုပြောနေခဲ့တာပါအဲ့လိုပြောနေတော့မှပဲပြောင်ဆက်ဆက်ဘဲနေဝေရောက်လာပြီးတော့ငါတို့ကျွဲမှန်စုကိုတိုက်ဖို့ရောက်လာတာကွာမစ္စတာဝမ်ဘူဗမာလဲလို့ခုနမုတ်စိတ်ပတိုင်းတွေနဲ့ဘဲကိုမေးလိုက်တော့တာပါတပတ်မှာတော့ဆရာသမားကထမင်းဆိုင်မှာမပြန်သေးပဲမစ္စတာဝမ်ကိုခေါ်ပေးပါကိစ္စရှိလို့ကောင်မလေးကိုမေးနေတော့နောက်ကနေဝမ်ဘူကထွက်လာပြီးတော့သူကဘယ်သူလဲလို့မေးလိုက်ပါလိအဲ့ဒီမှာကျုပ်ခမကိုကူညီတောင်းကြရှိလို့လာတာပါထိုင်ပြီးပြောအောင်ဆိုပြီးတော့ဇိုးထားတွေမပြောက်သေးပဲလှုပ်နေတော့ဇိုးဟွန်ရဲ့ခုနကပြောင်ဆက်ဆက်ဘဲတွေဝင်လာပြီးတော့မစ္စတာဝမ်ဘုတ်ကိုနှုတ်ဆက်နေကြပါလိဇုံလဲအန်ဟောသွားပြီးတော့ဘလို့လို့ရောက်နေရတော့ဆိုတော့ဆရာသမားထမင်းလာစားတာပေါ့လို့ဖြေလိုက်ပါလိဝမ်ဘိုကမင်းတို့ဘာလာလောက်တာလဲလို့မေးလိုက်တော့